ဒီမျိုးလေးမှာတော့မိုးရွာတဲ့အခါရေတွေမကျလာပဲလိမ္မော်ရေတွေသာကောင်းကင်ကနေရွာချလာတတ်ပါတယ်တခါတလေကြရင်တကြားလုံးတွေတခါတလေဒိုးနှက်မုံတွေတချို့အချိန်တွေမှာဆိုရင်စက်သားတုံးကြီးတွေပါကောင်းကင်ကနေပြုတ်ကျလာတတ်ပါတယ်ဒါကြောင့်ဒီမျိုးမှာဘယ်သူမှဘိုက်ရစာလောင်ရတယ်ဆိုတာမရှိခဲ့ပါဘူးစောင်းရာသီရောက်လာရင်တော့ရေခဲမုံတွေဟာနှင်းလိုမျိုးဖွဲကျလာတတ်ပါတယ်ကလေးတွေအတွက်တော့ဒီမျိုးလေးဟာအိမ်မက်တစ်ခုလိုပါပဲလူတွေဟာအစားအစာအတွက်ခက်ခဲအလုပ်လုပ်စရာမလိုပါဘူးပါဇက်ကိုသာဟလိုက်တာနဲ့အစားအစာတွေကပါဇက်သေးကိုတန်းပြီးဝင်ရောက်လာပါတယ်နေတိုင်းလိုကောင်းကင်ကနေအမျိုးစုံနဲ့အစားအစာတွေရွာကျလာတာကြောင့်လူတွေလည်းနေ့စဉ်အရသာတစ်တွေကိုခန်းစားစားသုံးကြရပါတယ်ဘသူကဘလို့အစားအစာကိုကြိုက်တက်လဲဆိုရင်တော့အဲ့ဒီအစားအစာတွေရွာကျနေတဲ့နေရာအတိအကျကိုတွားကြတာပေါ့ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေအားလုံးဟာအသက်8နှစ်အရွယ်ကလေးငယ်မိုက်ကြောင့်ဖြစ်ပျက်နေတာပါပဲငယ်စဉ်ကလေးကမိုက်ဟာပစ္စည်းအသစ်ဆန်းတွေတီထွင်ရတာကိုဝါသနာပါသူတဦးဖြစ်ပါတယ်တခြားကလေးတွေဖက်နဲ့ကြိုးချီနီးတင်နေချိန်မှာတော့မိုက်ကတော့မော်စပရေးဘူးတပူကိုဖန်တီးပြီးနေပါပြီအဲ့ဒီစပရေးကခြေထောက်ကိုထိလိုက်တာနဲ့ဖက်နဲ့ကအလိုလိုပေါ်လာပါတယ်ဒါပေမဲ့အဲ့ဒီဖက်နဲ့ကဘလို့မှပြန်ချို့လို့မရတဲ့ဖက်နဲ့ဖြစ်နေပါတယ်မိုက်လည်းဖက်နဲ့ကိုချွတ်ပစ်ဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့အောင်မြင်မှုမရပြီးခဲ့ပါဘူးအဲ့ဒီနောက်မှာတော့သူဟာတစ်သက်လုံးခြေသေးတောင်ညှက်နိုင်တော့မှာမဟုတ်ဘူးလားဆိုပြီးကြောက်လန့်လာပါတော့တယ်အဲ့ဒီအကြောင်းတွေးမိ